ချမ်းမြေလုပ်ငန်းရှင်တွေနဲ့အခန်းကိုလှဆင်တဲ့လုပ်ငန်းရှင်တွေအနေနဲ့ပေါ့နော်။ online မှာအခုကစ်စားပြီးတော့မှ viral ဖြစ်နေတယ်ဒီလိုမျိုးအစင်စင်အိမ်ဆောက်ပုံဗီဒီယိုလေးတွေအခန်းဆိုလို့ရှိရင်လည်းကိုယ့်ရဲ့အခန်းလေးကိုအစင်စင်ဒီလိုမျိုးလေးအလှဆင်တဲ့ဗီဒီယိုလေးတွေကို AI ကိုသုံးပြီးတော့ပေါ့နော်ဒီအချိန်ခဏလေးအတွင်းမှာပဲလွယ်ကူကူနဲ့ free ဘယ်လိုလုပ်လို့ရမလဲဆိုတဲ့နီးလန်းလေးကိုအသက်အနေနဲ့လာပြီးတော့မှမျှဝေပေးသွားပါမယ်။အရင်ဆုံးအသက်တို့က ChatGPT မှာသွားပြီးတော့မှ prompt သွားတောင်းမယ်ပေါ့နော်။ဆိုတော့ကိုကပဲလိုပုံစံမျိုးလေးလုပ်ချင်တာလေကိုလုပ်ချင်တဲ့ idea ပေါ်မှာမူတည်ပြီးတော့မှစာလေးရေးထည့်လိုက်မယ်ပေါ့ဥပမာအနေနဲ့တက်ကကျတော့ဒီလိုမျိုးပေါ့နော်ဘာမှမရှိတဲ့ survey ပတ်လည်ခန်းကနေပြီးတော့မှ digital trainer အတွက် premium ရုံးခန်းပုံစံဖြစ်သွားတယ် timeless video လုပ်ချင်တယ်ပေါ့နော်အဲ့မှာ photo to video လုပ်ချင်တယ်ပြီးတော့ဆိုလို့ရှိရင် photo prompt ထုတ်ရန်ပေါ့နော်တဆင့်ချင်းစီအတွက် prompt ပေးပါဆိုပြီးတော့တောင်းလိုက်တာမျိုးပေါ့နော်အဲ့တော့ကိုလုပ်ချင်တဲ့ပုံစံလေးကတယောက်နဲ့တယောက်ကတော့တူမှာမဟုတ်ဘူးအဲ့တော့ကိုလုပ်ချင်တဲ့ပုံစံလေးကိုနော်ဘယ်ကလခန်းဘယ်လိုပုံစံလေးအဲ့ဒါကို timeless video လုပ်ချင်တယ် photo to video ထုတ်ချင်တယ်ဒါကြောင့်မို့လို့ since တစ်ခုချင်းစီအတွက် photo prompt ပေးပါလို့ပြောလိုက်တဲ့အခါမှာသူဒီ prompt တစ်ခုချင်းစီအသေးစိတ် ChatGPT ကထုတ်လာပေးလိမ့်မယ်နော်ဒီလိုမျိုးလေး step 1ပြီးသွားဆိုလို့ရှိရင် prompt 1 prompt 2 prompt 3စသဖြင့်ပေါ့နော်ဒီလိုမျိုးသူလိုအပ်တဲ့ပုံတွေလိုက် prompt ကိုအသေးစိတ်တစ်ခုချင်းစီထုတ်လာပေးလိမ့်မယ်အဲ့တော့မှကိုကဘာလုပ်မလဲဆိုလို့ရှိရင်ဒီ prompt တစ်ခုချင်းစီကို copy ကူးပြီးတော့ထုံးစံတိုင်းပဲအသက်တို့ဘယ်တဲ့ကိုသွားရမလဲဆိုလို့ရှိရင် Gemini မှာသွားပြီးတော့မှပုံထုတ်မှာပေါ့နော်အဲ့တော့အသက်အနေနဲ့ပထမဦးဆုံး prompt 1ပေါ့နော် prompt 1ကို copy လေးကူးလိုက်မယ်နော် prompt 1ကို copy ကူးမယ်ကူးပြီးသွားပြီဆိုလို့ရှိရင် Gemini ကိုသွားမယ်သွားပြီးသွားပြီဆိုလို့ရှိရင်ခုနကကူးလာတာလေးကို paste ချပေးလိုက်တဲ့ခါမှာထုံးစံတိုင်းပုံထုတ်မယ်ဒါကတော့မခက်တော့ဘူးเนาะအဲ့တော့ပုံလေးထွက်လာပြီဆိုလို့ရှိရင်သူ့ကိုလက်ကလေးနဲ့ကြာလေးဖိပြီးတော့ save ဆိုပြီးတော့တင်ခဲ့မယ်ပြီးရင် prompt 2ကိုသွားပြီးတော့မှ copy ကူးမယ် Gemini နဲ့ပြန်လာမယ် paste ချမယ်ပုံထုတ်မယ်ပြီးရင်ပုံရလာရင်အဲ့ဒီပုံကိုသိမ်းမယ်เนาะဒီအဆင့်ကကျတော့အသက်တို့အကုန်လုံးတူတူပဲအဲ့တော့ prompt 1ကနေစပြီးတော့အဆင့်လိုက်ကို ChatGPT မှာသွားပြီးတော့မှ prompt 1ယူလိုက် Gemini မှာထုတ်လိုက် prompt 2ယူလိုက် Gemini မှာထုတ်လိုက် prompt 3ယူလိုက် Gemini မှာထုတ်လိုက်နဲ့အဆင့်လိုက်လေးထုတ်ခဲ့ပြီးတော့ရင် extra အနေနဲ့ तू ကပုံကနေပြီးတော့ဗီဒီယိုပြောင်းကျင်တဲ့အခါမှာလဲဘာ prompt ပေးရမယ်ဆိုတာကိုဒီမှာပေးထားသေးတယ် ChatGPT ကလေအဲ့တော့အသက်တို့တွေဒီပုံတွေအားလုံးထုတ်လို့ပြီးသွားပြီဆိုရင်နောက်တစ်ဆင့်အနေနဲ့ Chrome ကိုသွားမယ်သွားပြီးဆိုလို့ရှိရင် CapCut.com လို့ရိုက်လိုက်မယ်နော် CapCut.com ဆိုပြီးတော့ရိုက်လိုက်ပြီးသွားပြီဆိုလို့ရှိရင်အသက်တို့ခဏစောင့်မယ်ဒီမှာဆိုလို့ရှိရင် Season 2.0 is here ဆိုပြီးတော့ပေါ်နေလိမ့်မယ်เนาะအဲ့တော့ Season 2.0 is here ရဲ့အောက်နားလေးမှာအသက်တို့တွေဒီမှာ video ဆိုတာလေးကိုရွေးပေးရမယ်เนาะ video ဆိုတာလေးကိုရွေးပြီးလို့ရှိရင် Season ဆိုတဲ့နေရာလေးကိုလက်ကလေးနဲ့တစ်ချက်ထောက်မယ်ပြီးတော့ရင်ဒီနေရာမှာ video ရဲ့ size အချိုးတွေပြီးတော့ရင်အချိန်တွေရွေးမယ်ပေါ့เนาะအသက်ကတော့6ချိုး16နဲ့10စက္ကန့်ကိုနမူနာထားပြီးတော့လုပ်ပြပေးသွားမယ်အဲ့လိုမျိုးလေးရွေးလိုက်မယ်ရွေးပြီးသွားပြီဆိုလို့ရှိရင်ကျတော့အသက်တို့ဒီမှာရှိတယ်အပေါင်းလက္ခဏာလေးကိုနှိပ်မယ်အပေါင်းလက္ခဏာလေးကိုနှိပ်ပြီးတော့ upload from device ဆိုတာလေးကိုနှိပ်မယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင် file ဆိုတာကိုရွေးပေးပြီးတော့ခုနက Gemini မှာထုတ်လာခဲ့တဲ့အစင်စင်ပုံလေးတွေကိုအကုန်ရွေးထည့်ပေးလိုက်မယ်ဘာမှမရှိတဲ့အခန်းပုံကနေစပြီးတော့မှအသေးစိတ်အကုန်လုံးပြီးသွားတဲ့အခန်းအထိပေါ့နော်အဲ့ဒါလေးကိုအသက်တို့တွေရွေးလိုက်မယ်ရွေးပြီးသွားပြီဆိုလို့ရှိရင် prompt ပေးတော့မယ်ပေါ့ prompt ကလည်းခုနကပြောတဲ့ ChatGPT မှာ photo ကနေပြီးတော့ video ချိန်ဖို့ရအတွက်သူ prompt ထုတ်ပေးပြီးသားအဲ့ဒါလေးကို copy ကူးပြီးတော့ချလိုက်အောင်ပဲနော်ဘာမှမခက်ဘူးပြီးသွားရင်မြားလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်သူ loading လေးလုပ်နေတာပြီးတဲ့အထိခဏစောင့်မယ်ပေါ့နော်ဆိုတော့ဒါကတော့အသက်တို့တွေဒီ free credit နဲ့ရတဲ့ဥစ္စာနဲ့လုပ်တာပေါ့နော်တကယ်လို့ကိုက free နဲ့လုပ်ချင်တယ် credit ကုန်သွားပြီဆိုလို့ရှိရင်တော့ကိုရဲ့နောက်ထပ် Gmail တွေနဲ့ထပ်ချိတ်ပေါ့နော်ကိုမှ Gmail တွေတော့ရှိထားရမယ်ပေါ့ဒါမှမဟုတ်လို့ရှိရင်လည်းဝယ်သုံးပေါ့နော်ဒီမျိုးလေးတော့ရှိမယ်ပြီးသွားပြီဆိုလို့ရှိရင်သူ loading လုပ်နေတာလေးကိုစောင့်လိုက်ပြီးတဲ့အခါမှာတရားရဂိုင်နှုန်းပြီးသွားပြီဆိုလို့ရှိရင်အောက်ကမြားလေးကိုနှိပ်ပြီးတော့မှအသက်တို့ဒီဗီဒီယိုကို download လုပ်လိုက်မယ်ပေါ့ဆိုတော့ဒီနေရာမှာအသက်တို့ loading လုပ်တာဒီနည်းနည်းတော့ကြာတယ်ထိုင်ဆောင်မနေနဲ့တခြားအလုပ်တွေလုပ်နေပြီးတော့မှသူပြီးသွားပြီဆိုတော့မှဝင်ပြီးတော့ down လိုက်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဒီဗီဒီယိုလေးကဖုန်း gallery တွေကိုရောက်သွားပြီပေါ့နော်အဲ့တော့ဒီနီလန်းလေးနဲ့အသက်တို့တွေဒီကိုယ့်ရဲ့ဒီအလုပ်အတွက်နော်နီလန်းလေးတည်ပြီးသွားတဲ့အခါမှာအထည်လုပ်ငန်းပဲဖြစ်စေရေဒနာလုပ်ငန်းတွေပဲဖြစ်စေ anyway ဘယ်လုပ်ငန်းအတွက်မဆိုဒီလိုမျိုးလေးသွားပြီးတော့မှနော်ကိုယ့်ရဲ့လုပ်ငန်းအတွက်သုံးချလို့ရမှာမျိုးပဲဖြစ်ပါတယ်ဆိုတော့လုပ်ကြည့်ကြည့်ပါဒီဗီဒီယိုတွေကနေပြီးတော့ကိုကပညာတစ်ခုရသွားရဆိုရင် comment ပေါ်မှာ yes လို့ရေးခဲ့ပေးပါ